ကျွန်တော်တို့ Rhyming ဘကိုး HM ရနေပြီးတော့လုံးချင်းအိမ်တွေပြီးတော့ဧကကွက်တွေမြို့ချောင်လမ်းမမေးတင်တွေစံတော်လေးလမ်းမမေးတင်မကရက်လမ်းမမေးတင်နဲ့မဟာမြိုင်လမ်းမမေးတင်ဘင်းနောင်လမ်းမမေးတင်ပြီးတော့ကျွန်တော်တို့ဗကြောင်ဆန်းလမ်းမမေးတင်အာထူးလမ်းမမေးတင်စသဖြင့်ဒီလိုမျိုးလမ်းမမေးတင်မှာရှိတဲ့ခြံခွက်တွေလည်းကျွန်တော်တို့ရောင်းပေးနေတယ်ပြီးတော့လမ်းမတဲပေါက်နဲ့အနီးဆုံးရှိတဲ့နေရာလေးတွေတမိုးသိမ့်အိမ်ခြံလေးတွေလည်းကျွန်တော်တို့ရောင်းချပေးနေတာဖြစ်တယ်တချို့ကျတော့ခြံခွက်ကြီးပဲကြိုက်တဲ့မိတ်ဆွေများအတွက်ဆိုလည်းခြံခွက်ကြီးပဲတည်တံ့ရောင်းပေးတာတွေလည်းရှိတယ်လို့မြို့ထဲပိုင်းနဲ့ကျွန်တော်တို့ဥဒ္ဒါမျိုးတွေပိုင်းဆို2မျိုးရှိတယ်မြို့ထဲဘက်မှာကျတော့ကျွန်တော်တို့အများစုအားဖြင့်စာချုပ်အဆက်ဆက်နဲ့အယောင်းဝယ်လုပ်လို့အဆင်ပြေပြီးတော့ဥဒ္ဒါမျိုးတွေမှာဆိုရင်ဒါနိုင်ငံတော်တွေထပ်ပြီးတော့ချပေးတဲ့နေရာမျိုးတွေဆိုရင်ကျွန်တော်တို့ခဏလေးစလစ်တွေပါမစ်တွေရှိကြတဲ့ခြံခွက်တွေလည်းကျွန်တော်တို့များစွာရှိပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့ကိုတုံးကျင်တဲ့ဈေးနှုန်းလေးနဲ့တင့်တော်တဲ့နေရာလေးတွေကျွန်တော်တို့ Rhyming HM ရနေပြီးတော့လိုက်လံပြသပြီးတော့ရှာဖွေပေးပါတယ်မိတ်ဆွေအနေနဲ့ဒါတုံးကျင်တဲ့အမောက်လေးတာပြောမယ်ဆိုရင်ကျွန်တော်တို့ဘယ်နေရာလေးတွေနဲ့တင့်တော်တဲ့ဘယ်လိုပုံစံလေးတွေလိုချင်လဲဆိုတာကိုပြပြပေးုံနဲ့ကျွန်တော်တို့တွေကမြေပြင်မှာကွင်းဆင်းပြီးတော့လိုက်ပြပေးတာဖြစ်ပါတယ်ဒါကြောင့်ကိုသုံးမဲ့အမောက်လေးနဲ့တင့်တော်တဲ့ HM တွေစိတ်ဝင်စားတယ်ဝယ်ကြည့်နေဆိုရင်ကျွန်တော်တို့ Rhyming HM ကိုဆက်သွယ်လို့ရပါတယ်ဟုတ်ကဲ့ Rhyming ကကိုဆိုင်ပါ